ဘလကီတီယာကိုသူ့ညီတွေကိုပညာပြဖို့ကြံနေတော့မှာပဲအပေါ်ကနေပြုတ်ကျလာတဲ့အဝေကသူ့ဘောကိုဘုံကနေကြတာနဲ့စတင်ခဲ့ပါတယ်ဘေးကနီးပြသူကလည်းရှင်းရှင်းပဲပြေးလာပြီးဘိုင်းကူလာပေါ်သူတို့နှစ်ယောက်ကအဝေကိုအခန်းထဲဆွဲတင်ဖို့တန်ကြည့်ပြီးကြိုးစားကြပေမဲ့အဝေကတော့အတက်လူပြီးဒီထဲမှာကိုပြင်းပြင်းစပိုင်ထားပါတယ်ဦးသမားနှစ်ယောက်ဖြစ်တဲ့သူတို့ကလည်းအဝေကိုဘယ်ထုတ်ပေးပါမလဲဘာလို့လဲဆိုတော့သူတို့လူတက်တာအဝေကပြင်းပြင်းတက်တက်ဖြစ်နေလို့ပါပဲအဝေသားတော့တွားရင်သူတို့နှစ်ယောက်တေးဖို့တက်ပြင်ပြီးတော့ဒီလိုနဲ့ရုံရင်စာကဖြစ်နေချိန်မှာပေါ်တဲ့ကချောင်မီကဒီထဲမှာကနေတန်းကြည့်မိပါတယ်ဒါပေမဲ့သူကအချင်းလေးကိုနားမလဲပဲကိုကြံကသူ့ကိုအောက်ကနေတောင်းနေရလို့ပဲထင်သွားတာပေါ့အပေါ်ကသူ့ချိုကလည်းဟောက်စီမီကိုကြံကိုဖမ်းဝဲနေတော့မှာပဲလူတက်တာရုပ်တရက်ဓာတ်ရည်ကြီးကိုထုတ်ပြီးကိုကြံရဲ့ဘေကင်းကျူးကိုဖျက်ချလိုက်ပါတော့တယ်ပြီးတော့ကိုကြံကိုအခန်းထဲအတင်းနှုတ်ထည့်လိုက်တာပေါ့ကိုကြံကတရားလေးဘရဝဖြစ်နေပေမဲ့လူသက်သမားနှစ်ယောက်ကိုမရှိနိုင်ပါဘူးလူသက်သမားကကိုကြံကိုကန်ထောက်လိုက်လို့တေတော့မဲစိစိမှာပဲအဝေးကစီပုံးကြီးနဲ့လှမ်းထုတ်ပြီးနောက်ဘက်ကိုမောက်ချကခုတ်ကန်လိုက်ပါတယ်လူသက်သမားကြောင်နေတော့အဝေးကအပေါ်ကိုတက်ပြေးဖို့တူးစားတာပေါ့တူးစင်တာကလူသက်သမားကစိန်လုံးကြီးကိုတောက်ပေါက်လိုက်တာပါပဲအဝေးလည်းအလန့်နဲ့ကြိုင်နဲ့ဖျက်ပလိုက်တာကွင်းတက်သွားပါတော့တယ်ညီဘူးတော်မစင်းသားတော့ပဲစိန်လုံးကြီးကိုပိုက်ပြီးထွက်ပြေးတာပေါ့ဒါကမှချောင်မင်းနဲ့တိုက်ပြီးသားပေမဲ့ရှင်ကြီးကတဲတယ်ဆိုတော့ချောင်မင်းကိုပါဆွဲပြီးတခါတည်းထွက်ပြေးပါတော့တယ်သူတို့ရောက်ကပုံးချိုဝင်းချိုပြီးနောက်ဆုံးမှာအပေါင်းဆိုင်တစ်ဆိုင်ကိုတွေ့တာပါတယ်အဲ့ဒီမှာစိန်လုံးကိုဒေါ်လာတန်းမမြတ်စာနဲ့လဲလိုက်ရတာကြောင့်အဝေးကသူ့တာရဲ့စေဘုတ်ကလေးပေးနိုင်ရုံနဲ့မကပဲချောင်မင်းနဲ့တူပြပြပပဘဘကိုဖျက်ထမ်းသွားနိုင်ပါတော့တယ်